လူသားစားပေါ်ရိတာတာဟုတ်ကဲ့ပရိသတ်တို့အားလုံးမင်္ဂလာပါပကြီးမျိုးမှန်နဲ့မြင့်မှုမိမိစာပေမှထုတ်ဝေထားတော့950စက်တော်များထဲမှလူသားစားပေါ်ရိတာတာဆိုတဲ့အကြောင်းကိုကျွန်တော်မင်းဒုက္ခမှတင်ပြပေးပါမယ်ခင်ဗျာရှေးအခါကဂုရုတိုင်းအိန္ဒပဋ္ဌာနကုမြို့ကဂောရပြမင်းရဲ့သားတော်တုတတော်မမင်းသားနဲ့ဗာရဏသီပြည်ကဂါတိမင်းရဲ့သားတော်ဗျမသက်မင်းသားတို့ဟာကျောင်းနေဘက်တငယ်ချင်းတွေဖြစ်ကြတယ်တက္ကသိုလ်ပြည်မှာတရားတပါတော်မင်းတို့ရဲ့သားတော်မင်းသားတွေနဲ့အတူပညာသင်ကြားကြရမှာတုတတော်မမင်းသားဟာအင်မတန်မှဉာဏ်ရည်ထက်မြက်တဲ့အတွက်ဒိဋ္ဌပမောက္ခဆရာကြီးတင်ပြသမျှလွယ်ကူလီမြန်စွာတက်မြောက်လေရာယောမင်းဟာတင်လွယ်တက်လွယ်သူပေပဲဒါကြောင့်မင်းကိုငါဆရာရဲ့လက်ထောက်အဖြစ်ခဲ့အပ်တဲ့တပည့်တွေကိုငါရဲ့ကိုစားမင်းတင်ပေးပေတော့တုတတော်မှလည်းတပည့်တွေကိုတင်ပြပေးရတငယ်ချင်းဖြစ်တဲ့ဗျမသက်မင်းသားကိုတော့အထူးတင်ပေးလေတယ်ဒီလိုနဲ့တပည့်အားလုံးလို့ပညာဆုံးကြတဲ့အခါဆရာကြီးကိုကတော့ကြပြီးမိမိတို့ရဲ့တိုင်းပြည်စီပြန်ကြရတုတတော်မှနဲ့ဗျမသက်တို့အတူတကွပြန်လာကြရကလမ်းခွဲရောက်လာတဲ့အခါနှုတ်ဆက်ကြရတော့တယ်ဗျမသက်တငယ်ချင်းသင်မင်းဖြစ်တဲ့အခါမင်းကောင်းမင်းမြတ်ဖြစ်ပါစေအကူညီလိုတဲ့အခါလဲအကြောင်းကြားပါကောင်းပါပြီကဲတငယ်ချင်းရေတွားပြီဗျမသက်မင်းသားဟာတိုင်းပြည်ပြန်ရောက်တဲ့အခါခမဲတော်မင်းကြီးနဲ့ရွာဆန်ပြီးဖြစ်လို့ဘယင်ဖြစ်လာတော့တယ်ဗျမသက်မင်းဟာအမဲသားကိုအင်မတန်ကြိုက်တဲ့အတွက်စားတော့ကဲယတကားကိုဒေချာမိတ်မှထားတယ်ဟဲ့ယတကအမဲဟင်းလျာမပါပဲငါကိုတော့ပွဲတော့မတီးဘူးနေစဉ်သမင်းအနက်တိုင်းအမဲသားဟင်းလျာပါဖို့ကမောင်မင်းရဲ့တာဝန်ပဲမဲလာပါဗျာအမဲဟင်းလျာအနက်တိုင်းပါရပါစေမဲဒီဘရင်အမဲသားလွတ်ကြိုက်တာပါလားဂျာရင်အစွဲထွက်လာမလားမသိဘူးဒီလိုနဲ့ယတကားဟာဘရင်ကိုပွဲတော်အုပ်စတရမှာအမဲဟင်းလျာပါစေဖို့နေ့တိုင်းဂယူဆိုင်နေရတယ်အမဲသားကိုမေ့လို့မဖြစ်ဘူးတနေ့မှတော့စပူဆောင်တော်ထဲမှာဈေးကအမဲသားတဲ့လာပို့ထားတဲ့အမဲသားတွဲကြီးကိုခုတ်ထစ်ဖို့စင်းနီသုံးပေါ်တင်ထားပြီးလှီးဖို့ဓာတွေးနေတော့ခွေးတကောင်ဟာအလစ်မှအမဲသားတွဲကြီးကိုစွဲတော်တော့တယ်ဟာအမဲသားတွဲခွေးစွဲပြီဟာဟဲခွေးလွတ်စမ်းချထားစမ်းဟဲခွေးသူအော်ဟစ်ကပြေးလိုက်ပေမဲ့ခွေးဟာအမဲသားတွဲကိုလင်းမြန်စွာဆွဲပြေးပြီးနန်းတော်အောက်ထဲဝင်ပြေးပြောက်ကွယ်သွားတော့တယ်အတော်ရုံမာတဲ့ခွေးခက်တာပဲခုအချိန်ဈေးလဲကွဲသွားပြီအမဲသားလဲဘယ်မှဝယ်လို့ရမှမဟုတ်တော့ဘူးဘရင်ကြီးပွဲတော်တည်တဲ့အခါအမဲဟင်းလျာမပါရင်ငါကိုတာဝန်မကြေရကောင်းလားဆိုပြီးဒေတန်ချမှဆိုရတဲ့ဘယ်လိုလုပ်ရပါနောက်ဆုံးမှာတော့စားတော့ကဲယတကားဟာဂျန်မိဂျန်ရဂျန်တဲ့အနေနဲ့တုတ်တန်ထဲတိတ်တစိတ်သွားပြီးဒေတာမကြသေးတဲ့အလောင်းကိုဖော်ကအလောင်းကောင်ရဲ့ဘောင်တစ်ဖက်ကိုဖျက်ယူလျက်အသေးယူလာတဲ့အဝတ်အိတ်ထဲထည့်ပြီးခက်တီတီဆွဲလာတော့တယ်နန်းတော်ကစဖိုးဆောင်ရောက်တော့အဲ့ဒီလူပေါင်ကြီးကိုခုတ်ထစ်စေးကြောကမဆလာနိုင်နဲ့ချက်ပြုတ်လိုက်တော့တယ်ဟီမှုေးလိုက်တာပွဲတော်တည်တဲ့အချိန်ရောက်ရောစားတော့ကဲယတကားဟာလူသားဟင်းလျာကိုခက်တီတီစက်ကပ်လိုက်တဲ့ဘရင်ကြီးလဲလူသားဟင်းလျာကိုတသုံးစားမိရုံနဲ့ရှာလဲသွားတော့တယ်ဟာကောင်းလိုက်တဲ့အရာတာပါလားတကယ်တော့အဲ့ဒီပြမသက်မင်းဟာရှေးဘဝတုန်းကလူသားစားဘလူးဖြစ်ခဲ့ဖူးတဲ့အတွက်အခုဘဝမှာလူသားစားမိတဲ့အခါအကျော်ပေါင်း1000စိတ်မြအရာတာတွေ့သွားတော့တယ်ကောင်းလိုက်တာဘယ်လိုကောင်းမှန်းကိုမသိဘူးမင်းကြီးဟာစားရင်နဲ့မတင်ကားဖြစ်လာတယ်ဒီအသားဟာအယတာရှိသလောက်နွားလို့ကျွဲလို့တားကောင်ကြီးတို့ရဲ့အသားမဖြစ်နိုင်ဘူးဒါနဲ့ပွဲတော်လဲတီးပြီးရောစားတော့ကဲယတကားကိုအတွင်းဆောင်ထဲခေါ်ကတီးတို့မေးတော့တယ်ဟဲ့ယတကားဒီနေ့ငါပွဲတော်တီးရတဲ့ဟင်းလျာကဒဲကောင်းပါလားအဲ့ဒါဘာသားဟင်းလျာလဲကွယ်မန်ဘာအမဲသားပါပဲဖေဟာအရှင်မင်းကြီးအခါတိုင်းသုံးဆောင်တော်မူနေကြအသားဟင်းလျာပါဖေဟာဟဲ့ယတကားဒါဆိုဒီနေ့ကြမှာဘာဖြစ်လို့လှုပ်ကောင်းနေရတာလဲ
ချက်ပုံချက်နီးတမျိုးပြောင်းပြီးပိုကောင်းအောင်ချက်လိုက်လို့စားကောင်းသွားတာပါဖေဟာ။အော်ဒါဆိုအရင်တုန်းကချက်ပုံချက်နီးမကောင်းခဲ့ဘူးပေါ့ဟုတ်လားအဲ့လိုလည်းမဟုတ်ပါဘူးဖေဟာကဲရတာကဒီမန်ယာကိုရှောက်တင်မလားတောင်းဆွဲနေကွယ်ရင်တက်ဖို့အာနာပကွက်သားရရဲ့လက်ဒီကိုအယမလားပြောမဲလာပါအသက်တော့ချမ်းသာပေးပါဖေဟာအဲ့ဒီအသားဟာလူသားပါဖေဟာဘာကြောင့်အဲ့လိုဖြစ်သွားရလဲဆိုရင်စားတော့ကဲရတာကဖြစ်ကြောင်းကုန်စင်ရှောက်တင်လိုက်တော့တယ်ဟေးအဲ့ဒါလူသားတဲ့လားပြန်မတဲ့မင်းကြီးဟာပထမအားသေးတုံလှုပ်သွားတယ်နောက်တော့မှအတန်ကြာအောင်စဉ်းစားပြီးဆုံးဖြတ်ချက်စကားကိုတိုးပြောတယ်နောက်နေကစားပြီးလူသားကိုချက်ပြီးစတာလောနေတိုင်းလားဖေဟာဒါပေါ့ဟဲ့ငါကနေတိုင်းစားချင်တာအရှင်မင်းကြီးနေတိုင်းချက်ပြုတ်စတာဖို့ဆိုတာလူသားကဘယ်ကရမှလဲဖေဟာနရတိန်အချင်းထောင်ထဲကအချင်းသားတွေကိုတနေ့တယောက်တက်ပြီးချက်လောရတာကလည်းဘယင်မင်းကြီးရဲ့အမွေအတိုင်းအာနာပကွက်သားတွေနဲ့ပေါင်းပြီးအချင်းသားတွေကိုတက်ဖြက်ကချက်ပြုတ်လျက်ဘယင်ကြီးကိုစက်ကလေးရကောင်းမကောင်းမကြမီရဲ့အတွင်းမှာပဲနရတိန်အချင်းထောင်ထဲကအချင်းသားတွေဂုံသွားတော့တယ်ဒီတကားတော့မဖြစ်ဘူးလူတွေကိုအပြစ်မရှိအပြစ်ရှာပြီးဖန်စီတက်ဖြတ်ရတော့မှပဲရတကလည်းရဲမဲ့အချို့နဲ့ပေါင်းပြီးလမ်းတော့တနေရာမှာအတပြာထုတ်ကိုအသာချထားကခြုံွယ်ကနေချောင်းကြီးနေတော့တယ်အဲ့ဒီလမ်းတော့ချိုးကိုအတပြာထုတ်ကိုလည်းတွေ့ရောငွေတုံးလားမသိဘူးဘယ်သူမှမတွေ့တော့အမြန်ကောက်မှငွေတုံးပဲပွားပြီဟိဟီဟဲ့တခိုးမပြေးနဲ့ကျွန်တော်မခိုးဘူးဘာမခိုးရမှာလဲအထုပ်အထည်နဲ့လက်စုပ်လက်ကမိနေမှာဘာညင်းတာလဲဒီကောက်ကိုဖမ်းခဲ့အဲ့ဒီလိုအမှုစင်ဖမ်းကတက်ဖြတ်ချက်ပြုတ်ပြီးဘယင်ကြီးကိုစက်သားရတယ်အဲ့ဒီလိုအမှုစင်ဖမ်းပါများတော့အထုပ်တွေးလို့လဲလူတွေမကောက်ရဲကြတော့ဘူးအထုပ်ချလို့လဲဘယ်သူမှမကောက်ကြတော့ဘူးဘယ်လိုကြံရပါဘယင်ကြီးရဲ့ပွဲတော်စာအတွက်မဖြစ်မနေကြံရတော့မှပဲရတကလည်းညဘက်မှမောင်ရိတ်ခိုပြီးလမ်းတော့ခြုံွယ်တို့ကစောက်ကအဖော်မပါတူးရဲလာသူတို့ကိုတက်ဖြတ်ပြီးဒေသွားတဲ့သူရဲ့ခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေဖြတ်တော့ကယူဆောင်သွားပြီးချက်ပြုတ်ရတော့တယ်မနဲ့မိုးလင်းတိုင်းလူတူအသက်ခက်နေရပြီးခြေပြက်လက်ပြက်အလောင်းတွေကိုတွေ့ရတဲ့ပြည်သူပြည်သားအပေါင်းဟာလွန်စွာတုန်လှုပ်ခြောက်ခြားလာတော့တယ်အလိုလေဒါခုတ်တဲ့တထားတာအလောင်းရဲ့ကိုမှလီဖြက်ခုတ်တဲ့ရတွေမတွေ့ဘူးလားဟုတ်ပါဒါရဲ့တကောင်ကိုက်လို့တေရတာမဟုတ်ဘူးလူအသက်ခက်ရတာတေချတယ်တိုင်းသူပြည်သားတွေဟာလွန်စွာတုန်လှုပ်ခြောက်ခြားသွားပြီးနန်းတော်စီသွားကအရှင်မင်းကြီးကျွန်တော်မျိုးတို့ကိုကယ်တော်မူပါမျိုးအနှက်မှနေစဉ်လူတယောက်အသက်ခံနေရပါတယ်လူသက်သမားရရန်ကကာကွယ်ပေးတော်မူပါဟဲ့မောင်မင်းတို့ရဲ့ငါလည်းပါတတ်နိုင်မှာလဲတမျိုးလုံးအနှက်ငါလိုက်မကြည့်နိုင်ဘူးငါတို့ဘယင်ကခေါင်းရှောင်နေပြီကွာအေးကွာဘယင်ကိုအားကိုလို့မရတော့လဲစစ်တူကြီးကရလာဟဲ့စီသွားပြီးတိုင်းကြအကူအညီတောင်းရအောင်ကောင်းတယ်လာတွားကြမယ်ပြည်သူပြည်သားတွေကစစ်တူကြီးကိုတိုင်ကြားတဲ့အခါကဲတော်မူပါစစ်တူကြီးခမကောင်းပြီပြည်ရန်သူကိုကျွန်ုပ်ရအောင်ဖမ်းပါမယ်စစ်တူကြီးလည်းသူ့ရဲ့ရဲမက်တွေကိုမြို့နေရအနှက်မှညဦးကလေးကကင်းပုံဝတ်ခိုင်းထားလိုက်တဲ့ဒါကိုမသိတဲ့ရတကလူတဦးကိုတတ်ဖို့ကြိုးစားနေတော့ဒေဖို့ပြင်ပေတော့ဟေးမလုံးနဲ့ရဲမက်တွေဟာလူတက်တရခံရတကကိုဖမ်းမိသွားတော့တယ်စစ်တူကြီးကရတကကိုစစ်မေးတဲ့အခါပြောစမ်းဒီဟာပရစ်စားတော့ကဲဖြစ်လျက်ဘာကြောင့်လူတွေကိုတန်းနေရတော့လဲဒီလိုပါစစ်တူကြီးခမရတကလည်းမကွယ်ဝတ်တာပဲဖြစ်ကြောင်းကုန်စင်ဖွေပြောအစစ်ခံရအဲ့ဒီလိုကြောက်တဲရတာပါအဲ့ဒီထွက်ဆိုချက်ဟာတမျိုးလုံးပြည့်နှက်သွားရပြည်သူပြည်သားအပေါင်းတို့လွန်စွာတုန်လှုပ်ခြောက်ခြားကုန်တဲ့ဖျားငါတို့ရဲ့ဘယင်ကြီးကလူသားတော်စားတဲ့လူစင်စစ်ကနေဘလူးဖြစ်နေပြီလားမသိဘူးစစ်သူကြီးလည်းနန်းတော်စီသွားပြီးဘယင်ကြီးကိုမေးမြန်းရတော့တယ်အရှင်မင်းကြီးလူသားကိုမစားရမနေနိုင်ဖြစ်နေတယ်ဆိုမန်ဘော်ရဲ့စစ်သူကြီး
အဲ့ဒီအကြည့်ကြီးဟာအရရက်နေပြီးတော့ကြားလို့မှမတော်ဘူးဖေဟာလူသားစားတဲ့အကြည့်ဆိုးကိုဒီနေ့ကစပြီးဖျောက်ဖျက်တော်မူပါ မဖြောင်းနိုင်ဘူးစစ်သူကြီးကျုပ်ကအဲ့ဒီအသားကိုမစားရရင်မနေနိုင်တော့ဘူးပြောရင်းနဲ့တော့စားချင်းလာပြီ အရှင်မင်းကြီးဟာမစောအပ်တဲ့လူသားကိုဆက်လက်တက်မှတ်နေရင်တိုင်းပြည်ကနေနှင်ထုတ်ခံရနိုင်တဲ့စင်ချင်တော်မူပါ အိုးစစ်သူကြီးဒင်ဘလိုပဲနာချလူသားရဲ့အယတာကိုငါတက်မဲ့ခဲ့ပြီးအဲ့ဒီအာဟာရကိုပဲငါရဲ့တွေးသားကတောက်တနေပြီးတိုင်းပြည်ကနေနှင်ထုတ်ကမှထုတ်ရောငါအဲ့ဒီအသားကိုမစားရမနေနိုင်ပါ အဲ့ဒီအချိန်မှာပဲမခဲမရက်ဖြစ်နေတဲ့တိုင်းသူပြည်သားတွေဟာဘရင်ကြီးကိုတိုင်းပြည်ကနေနှင်ထုတ်ဖို့တောင်းဆိုလာကြတော့တယ်စတူသားစားရင်ဟင်းသာကိုတောင်ပြည့်စည်တယ်လို့ကျုပ်တို့တိုင်းပြည်လုံးပြည့်စည်ရတော့မယ်မင်းကြီးကိုအလိုမရှိတိုင်းပြည်ကထွက်တိုင်းပြည်ကထွက်သွား တိုင်းပြည်ကထွက်သွား ကဲအတီမင်းကြီးတိုင်းပြည်ကနေထွက်ခွာသွားပါလော ကောင်းပါပြီစစ်သူကြီးငါအတွက်တန်လျက်ရဲ့စားတော့ကဲရတကရဲ့အိုးတလုံးရဲ့ပေးပါအတော်တကြီးထွက်ခွာသွားပါမယ် အဲ့ဒီနောက်မှတော့ပြန်မသက်မင်းဟာတန်လျက်ကိုကင်ဆွဲပြီးစားတော့ကဲရတကကိုခေါ်လျက်တိုင်းပြည်ကနေထွက်ခွာသွားရကတော့အရက်ကိုခိုလုံရတော့တယ်ပြန်မသက်မင်းနဲ့ရတကတို့ဟာပညောင်ပင်တပင်ရဲ့အရိပ်မှခိုလုံနေကြရကတော်ထဲဖြတ်သွားဖြတ်လာသူတို့ကိုဖမ်းဆီးကတက်ဖြက်လျက်လူသားကိုရတကအိုးနဲ့ချက်ပြီးပြန်မသက်မင်းကြီးကအာရပါရစားတော့တော့တယ်ဒါကြောင့်ဘောရိတာသားလို့အမည်တွင်ကလူအပေါင်းဖိတ်ဖိတ်တုံအောင်ကြောက်ကြရတော့တယ်အလိုလေးဘောရိတာသားကြီးလိုက်လာပြီဟေးပြေးပြေးအလွန်ကြောက်ပြီးခလုတ်တိုက်ဖြစ်လဲသူတို့ကတော့ရတကရဲ့အိုးထဲရောက်ပြီးတာမှတ်ကြာတော့ဘယ်သူမှအဲ့ဒီတော့ထဲမတော်ရဲကြတော့ဘူးထင်းလို့ရင်ဒီပြင်တော်မှာပဲတော့ခုတ်တော့မယ်အဲ့ဒီတော့ထဲဝင်ပြီးအမဲမလိုက်ရဘူးဘယ်သူမှဖမ်းလို့မရတဲ့နေ့မှာတော့လူသားမစားရရင်မနေနိုင်တဲ့ဘောရိတာသားဟာသူ့တပည့်စားတော့ကဲရတကကိုပဲတက်ပြီး စိတ်မကောင်းပါဘူးကွယ် ချက်ပြုတ်စားလိုက်တော့တယ်တနေ့မှာတော့ဘောရိတာသားဟာတော်ဆက်ထဲမှာလူတယောက်ကိုတွေးလိုက်လို့လိုက်ဖမ်းတော့ မပြေနဲ့ဘောရီတာသားရဲကွာ သူ့ကိုချောင်းနေတဲ့လူအုပ်ကြီးကဓာတ်လှန်တွေကင်ပြီးဝိုင်းလိုက်တော့တယ်ဘောရိတာသားကိုအပြက်ရှင်းကြဟေး ဟိုင်း ဝိုင်းချကြဟေးဘောရိတာသားလည်းလူအုပ်ကြီးရဲ့ရန်ကလွတ်အောင်အသက်လူပြေးရစောင်းရမ်းပင်ငယ်ကိုခုံကျော်လိုက်စဉ် မိတော်ရင်တက်တာမှမဟုတ်ဘူး ရှားငုတ်တစ်ခုအပေါ်အခြေဖွာကြပြီးထုတ်ချင်းခက်ပေါက်သွားတော့တယ်တန်ရာပြင်းထန်စွာရသွားတဲ့ဘောရိတာသားဟာဒူမီခိုရာပညောင်ပင်စီပြန်ရောက်တော့မြစ်ပြင်းတွေကြားမှလဲလျောင်မှေးမိရင်ပညောင်ပင်ဆောက်ရုပ်ကစိုးနဲ့ကိုတောင်းပန်လေတယ် အိုးပညောင်ပင်စောင်းတဲ့မင်းကြီးကျွန်ုပ်ရဲ့အနာကို9ရက်အတွင်းပြောင်းအောင်ကုသကယ်မပေးတော်မူပါအကယ်၍ကျွန်ုပ်ရဲ့အနာ9ရက်အတွင်းပြောင်းပါကတရားတပါတော့မင်းတို့ရဲ့လေချောင်းတွေနဲ့တိကိုရစ်ပူစောပါဘောရိတာသားဟာအဲ့ဒီလိုတိုင်းပင်တောင်းပန်ပြီးအနာတဲတဲ့အတွက်အစာလည်းမစားနိုင်ပဲနေရကိုရေကိုသား၆ကက်တဲ့အတွက်အနာဟာအလိုလိုပျောက်သွားတော့တယ် ဟာငါရဲ့အနာပျောက်သွားပြီပဲဒါဟာဟောဒီပညောင်ပင်စောက်နဲ့မင်းကြီးရဲ့စောင်းမကြည့်ရှုမှုကြောင့်ပဲဒီတော့ငါရဲ့ဂတိအတိုင်းတရားတပါတော့မင်းတို့ကိုဖမ်းပြီးလေချောင်းတွေဖောက်ကဒီပညောင်ပင်စောက်နဲ့တေဝတာကိုရေပူစော်မှဖြစ်မဲ့ ဒီလိုနဲ့ဘောရိတာသားဟာတရားတပါတော့မင်းတို့ကိုဖမ်းဆီးဖို့ထွက်ခဲ့ရသူနဲ့ဘဝဟောင်းတုံးကမိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ဘလူးနဲ့ဆုံမိကြတော့တယ် အိုးအဆွေဒီဟာလူဖြစ်လျက်ဘလူးလို့ရုပ်တွင်ကြမ်းတမ်းနေပါလား ကျန်ရတဲ့အကြောင်းကဒီလိုဘောရိတာသားဟာသူ့ရဲ့ဖြစ်စဉ်ကိုပြောပြလိုက်တယ် အော်ဒီဟာဂတိစကားအတိုင်းတရားတပါတော့မင်းတို့ကိုတိုက်ခိုက်တက်ဖြတ်ရမှာလားတရားတပါတော့မင်းတို့ကိုတိုက်ခိုက်အနိုင်ယူဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့မပူပါနဲ့ဒီနဲ့ကျွန်ုပ်ဟာရှေးဘဝကအဆွေခင်ပွန်းဖြစ်ခဲ့လို့အရင်အချဖြစ်တာကြောင့်ဂူညီလိုက်ပါမယ်အဲ့ဒီနောက်ဘလူးကဘောရိတာသားကိုတိုက်ရေခိုက်ရေအစွမ်းထက်လာတဲ့ဗတ္တလက္ခဏာမန်တရားတင်ကြားပေးလိုက်တော့တယ်ဘောရိတာသားလည်းအဲ့ဒီမန်တရားအားကိုနဲ့တရားတပါတော့မင်းတို့ကိုတပါချင်းတိုက်ခိုက်ဖန်စီတော့ရ ဘောရီတာတာရဲဟေးဘုံမလေးဘောရီတာတာရဲ
မူမဲ့ပိုပါရဲမတ်စစ်တီတို့လက်ဖြတ်ထွက်ပြေးကုန်ကြတဲ့အတွက်ဘရင်တွေကိုတပါးပြီးတပါးအလွယ်တကူဖမ်းဆီးရမိကအဲ့ဒီဘရင်တို့ရဲ့လက်ဖွားတွေမှာအပေါက်ဖောက်ကျိုးနဲ့တီးပြီးဗညောင်ပင်မှာတန်လန်းချိတ်ဆွဲထားတော့တယ်မင်းတရားတပါးပြဖို့သူသားတော်မမင်းပဲချင်ပါတော့လားတကယ်တော့သူသားတော်မဟာငါရဲ့ဆရာဆိုလဲဟုတ်ညီအကိုဆိုလဲဟုတ်တယ်ဒါကြောင့်သူကိုတော့မဖမ်းပဲချမ်းသာပေးလိုက်မယ်ကဲတင်တော့ဘရင်အပါတရားကိုပဲလေကြောင်းတွေးဖောက်ပြီးရစ်အဖြစ်ပူဇော်ရမယ်အဲ့ဒီအခါဗညောင်ပင်ဆောင်နဲ့ကြီးတွေးတဲ့ငါလဲပါမလုံးမပေးပဲသူပါရာအနာကျက်သွားတာကိုငါဆောက်ရှောက်ကူညီလို့ထင်ပြီးရစ်ပူဇော်မယ်တဲ့တမဲ့ဘရင်တရားဟာအသက်ဆုံးရှုံးရရှာမယ်သူရဲ့လှုပ်ရက်ကိုတားမြစ်ဖို့စတုမဟာရင်းနဲ့မင်းကြီးလေးပါကိုတွားအကူအညီတောင်းတယ်ဘောရီတာသားဟာကျွန်ုပ်တို့သားလို့လည်းရမှမဟုတ်ဘူးတရားမင်းစီတာအကူအညီတော်တောင်းပေတော့တရားမင်းစီရောက်တော့လဲငါသားလို့လည်းရမှမဟုတ်ဘူးသူသားတော်မမင်းကိုအကြောင်းပြုပြီးမှသားလို့ရပေလိမ့်မယ်ဒါကြောင့်သူသားတော်မကိုပါကတိအတိုင်းတရားတပါးမင်းပြအောင်ဖမ်းလို့ပြောလိုက်ဗညောင်ပင်ဆောင်နဲ့မင်းကြီးလဲဘောရီတာသားကိုထင်ပြလိုက်တယ်ဘောရီတာသားတည့်ရဲ့ကတိအတိုင်းတရားတပါးမင်းပြအောင်ဖမ်းပြီးဘူဇော်မှုပြုလို့ဘောရီတာသားလဲနက်ကိုတိုင်မြင်တွေ့ရတဲ့အတွက်အင်မတန်ဝမ်းမြောက်ပြီးကောင်းပါပြီမင်းတရားတပါးပြအောင်သူသားတော်မမင်းကိုဖမ်းခဲ့ပါမယ်အဲ့ဒီနောက်ဘောရီတာသားဟာသူသားတော်မမင်းရဲ့မင်္ဂလာကန်တော်ထဲလှူဝတ်ဆင်းပြီးဂျာရွက်အောင်မှပုံနေလိုက်တယ်သူသားတော်မမင်းဟာရေချိုးစင်ဖို့မင်္ဂလာကန်တော်စီဦးတီလျှောက်လန်းလာစဉ်နန္ဒာမြည်တဲ့ဘုံနာနဲ့တွေ့တဲ့အခါအတင်မင်းကြီးတည်ရဲ့အနာဂတ်ဘဝခရီးမှာဘေးရန်ကင်းပြီးတာယာစေဖို့ကျွန်ုပ်ကာထာလေးပုဒ်တင်ပြပေးလိုက်ခြင်းပါရဲ့ရေချိုးလိုက်အောင်မဲ့ဘုံနာကြီးမနှက်ဖြက်မှတင်ပေးပါအဲ့ဒီနောက်သူသားတော်မမင်းဟာရေစင်းချိုးရဘောရီတာသားကဂျာပန်အောက်ကနေရုတ်တရက်ခုန်တက်ပြီးဘောရီတာသားရဲ့ဟေးသူဖန်စီခဲ့တဲ့မြဘရင်တွေကိုခြေတောက်ကနေစောက်ထိုးဆွဲခေါ်တော်လေးရှိပေမဲ့သူသားတော်မမင်းကိုတော့ပခုံးထက်မှထမ်းပြီးခေါ်ခဲ့တယ်ဘောရီတာသားဒီငါကိုမတက်မိအခွင့်အရေးတစ်ခုပေးပါဘာများလဲသူသားတော်မဘုံနာတူးစီကဂါထာလေးပုတ်တင်ယူဖို့ဂတိပြုထားမိတဲ့အဲ့ဒီဂတိအတိုင်းဘုံနာစီတွားပြီးဂါထာကိုတင်ယူပါရစေပြီးရင်တိထံပြန်လာဖို့ဂတိပြုပါတဲ့ကောင်းပြီဒင်းသာဂတိတီးပါစေသူသားတော်မဘရင်ဟာနန္ဒာဘုံနာစီလိုက်တွားပြီးကတ္တပမြတ်စွာဘုရားဟောခဲ့တဲ့ဂါထာလေးပုတ်ကိုတင်ယူလေတဲ့အဲ့ဒီနောက်ဗညောင်ပင်စီပြန်လာရဘောရီတာသားဟာစိတ်ကနေချီကျူးမိတဲ့သူသားတော်မဟာဂတိတီသူပဲရဲရစ်ပြီးတတိလည်းရှိတဲ့ဒူလိုမင်းကောင်းမင်းမြတ်ကိုငါမတတိဘူးသူသားတော်မဒင်တော်ရောက်တင်ယူတဲ့ဂါထာတွေဟာဘယ်လိုဂါထာတွေလဲကတ္တပမြတ်စွာဘုရားဟောကြားတော်မူတဲ့ဂါထာလေးပုဒ်ပါပဲအဲ့ဒီဂါထာကိုငါကိုတင်ပြပေးပါဘောရီတာသားကအတန်တောင်းပန်တဲ့အတွက်သူသားတော်မကတင်ပေးလိုက်တော့တယ်မင်းစီယထာတို့ဒီ၎င်းခန္ဓာကိုယ်ဒီ၎င်းစွေမြေအိုမင်းချင်းတို့ရောက်တဲ့ဤဖယားစရောသူတော်ကောင်းတို့ချီးမွမ်းအပ်တော်နိဗ္ဗာန်တရားတိကအိုချင်းတို့မရောက်ဂါထာတွေရဲ့အစုံမှဘောရီတာသားဟာအင်မတန်ဝမ်းမြောက်သဘောကျပြီးဒင်တစီတင်ပြပေးတဲ့ဂါထာများကိုသဘောကျနှစ်ချိုက်မိပါရဲ့အဲ့ဒီလိုဂါထာတွေတင်ပြပေးတဲ့အတွက်လိုရာဆုတောင်းလို့ငါပေးအပ်ကျွန်ုပ်လိုချင်တဲ့ဆုကတော့ဖမ်းထားတဲ့မင်းတွေကိုပြန်လွှတ်ပေးပြီးဒင်ကိုယ်တိုင်လူသားစားချင်းကနေရှောင်ကြည်စေဖို့ပါပဲဘောရီတာသားလည်းသူဂတိအတိုင်းသူသားတော်မှတောင်းဆိုတဲ့ဆုတွေကိုပေးဖို့ဆုံးဖြတ်လိုက်တော့တယ်ကောင်းပါပြီသူသားတော်မဖန်စီထားသူဘရင်တရားကိုယနေ့ပင်လွတ်ပေးပြီးငါဒီလဲယနေ့မှစ၍လူတို့ဤအသက်ကိုတက်ဖြတ်စားတော့ခြင်းမပြုပါဘူးလို့ဂတိပေးပါရဲ့ဝန္တာလိုက်တာပြန်မသက်ရဲ့ဘောရီတာသားဆိုတဲ့လူဆိုးကြီးဘဝကိုဆွတ်လွတ်ပြီးပြည်သူချစ်တဲ့ပြန်မသက်မင်းဖြစ်အောင်ကြိုးစားပါဒင်အုပ်ချုပ်တဲ့ဗာရဏသီတိုင်းပြည်စီပြန်လိုက်ခဲ့ပါအဲ့ဒီအခါပြန်မသက်ဟာမျက်ရည်တွေကျရင်ပြောတဲ့ငါကိုပြန်မသက်မင်းအဖြစ်ဘယ်သူမှလက်မခံတော့ပါဘူးဒါကြောင့်တိုင်းသူပြည်သားတို့ရဲ့ရန်သူဘောရီတာသားအဖြစ်တော်ထဲမှနေရခဲ့ပါရစေတီကိုဗာရဏသီပြည်သူပြည်သားတွေနားလည်ခွင့်လွတ်လက်ခံနိုင်အောင်ငါစီယုံဟောပြောပါမယ်။အိုးဖြစ်နိုင်မယ်မထင်ပါဘူး။
ဘာဖြစ်လို့မဖြစ်နိုင်ရမှလဲလူဟာအမှားကိုသိပြီးအမှန်ကိုပြင်တတ်ရင်လူတော်ပဲတင်လိုက်ခဲ့ပါမစိုးရိမ်ပါနဲ့တူတာတော်မမင်းကအတန်တန်ခေါ်မှပြန်မတတ်မင်းဟာစိုးတထိတ်ထိတ်နဲ့လိုက်ပါသွားတယ်အခြားပြည်ထောင်မင်းတို့လည်းသူတို့ဒေသစီပြန်သွားကြတော့တယ်ဗာရဏသီပြည်သားတွေဟာပြန်မတတ်မင်းကိုလက်မခံပါဘူးလူသားစားတဲ့လူဘလူးကိုအလိုမရှိဘူးဟဲ့ ထွက်သွား လူညစ်လူရောက်ကြီးထွက်သွားအဲ့ဒီမှာတူတာတော်မမင်းဟာပြန်မတတ်မင်းပြောင်းလဲခဲ့ပြီးဖြစ်ကြောင်းအမှားကိုသိပြီးအမှန်ပြင်ပြီးဖြစ်ကြောင်းဟောပြပေးရလူသူပရိသတ်ဟာတဖြည်းဖြည်းနားလဲလာကပြန်မတတ်မင်းကြီးကိုပြန်လည်လက်ခံကြတော့တယ်ဗာရဏသီပြည်မှာပြန်မတတ်မင်းကြီးရဲ့သားတော်ဟာဘယင်ဖြစ်နေပြီဖြစ်လို့ပြန်မတတ်မင်းကြီးဟာဘယိခမဲတော်ကြီးအဖြစ်ပျော်ရွှင်စွာနေထိုင်သွားရတော့တယ်